မင်္ဂလာပါခင်ဗျာ2013ခုနှစ်မတ်လ28ရက်ဇာတာပတိနေ့အာရဘီရှင်းသတင်းတွေကိုတင်ဆက်ပေးနေပါပြီခင်ဗျာရခိုင်ပြည်နယ်အတွင်းပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေအတွင်းအိုးမဲအိမ်မဲဒုက္ခရောက်ခဲ့ကြရတဲ့ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေကိုပြန်လည်နေရာချထားရေးအတွက်လှုံ့ဆော်စရာရှိတာတွေကိုမလုပ်ဘူးဆိုရင်မြန်မာနိုင်ငံဟာဘာသာရေးအရရေရှည်ကွဲပြားမဲ့အန္တရာယ်ကြားရောက်မဲ့အခြေအနေတွေရှိနေတယ်လို့ထိပ်တန်းလူအခွင့်အရေးအဖွဲ့ Human Rights Watch အဖွဲ့ကပြောလိုက်ပါတယ်။လက်တလုံးမြန်မာနိုင်ငံအတွင်းမွတ်စလင်စန့်ကျင်ရေးလှုပ်ရှားမှုတွေပြန့်နှံ့နေတဲ့အပေါ်မှာအထူးစိုးရိမ်မှုဖြစ်ရတယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကလူတွေရာနဲ့ချီသေကြေဒဏ်ရာရပြီးတိတ်နဲ့ချီအိုးမဲအိမ်မဲဒုက္ခရောက်ခဲ့ရတဲ့အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရာရခိုင်ပြည်နယ်အတွင်းမှာဒုက္ခသည်မွတ်စလင်လူနည်းစုတွေရဲ့အခြေအနေဟာစိုးရိမ်ဖွယ်ရာဖြစ်ပြီးဒီလူတွေကိုပြန်လည်နေရာချထားရေးကိစ္စကိုမြန်မာအစိုးရအနေနဲ့အမြန်ဆုံးဆောင်ရွက်ဖို့နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။စစ်တွေမျိုးကဒုက္ခသည်စခန်းတွေကိုတွားရောက်ကြည့်ရှုခဲ့တဲ့ Human Rights အဖွဲ့ကဒုက္ခသည်စခန်းတွေထဲမှာချွတ်ချွတ်တက်တဲ့နေနေရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဟာကျန်တဲ့လူမှုအတိုင်းအဝိုင်းတစ်ခုလုံးနဲ့အဆက်ဖြတ်ခံနေရတဲ့အခြေအနေမှာရောက်နေတဲ့အတွက်ဒီအပေါ်အထူးစိုးရိမ်တဲ့အကြောင်း Human Rights Watch အဖွဲ့ရဲ့အာရှရေးရာတာဝန်ခံတူဖြစ်တဲ့ John Sistan ကပြောပါတယ်။ပထမဆုံးသူတို့ရဲ့စိုးရိမ်မှုကရိုဟင်ဂျာဒုက္ခသည်တွေအတွက်တည်းမဟုတ်ပဲမြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်အားလုံးအတွက်စိုးရိမ်နေတာဖြစ်ကြောင်းလက်တလောမြန်မာနိုင်ငံမှာမွတ်စလင်တွေပေါ်အကြမ်းဖက်မှုတွေနဲ့မုန်းတီးစိတ်တွေကနေရာအနှံ့ပြန့်နှံ့နေတာတွေ့ရကြောင်းအထူးသဖြင့်ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ကတော့သူတို့စိတ်ပူတာကအဲ့ဒီမှာမွတ်စလင်တွေဟာတနေရာထဲမှာဘယ်ကိုမှထွက်ခွာခွင့်မရဘဲဖြစ်နေရတဲ့အကြောင်းဒုက္ခသည်စခန်းဆိုတာထက်အချင်းစခန်းလိုနေရာမှာနေရတာဖြစ်တဲ့အကြောင်းစခန်းထဲကနေဘယ်ကိုမှထွက်ခွာခွင့်မရဘဲသူတို့ကိုစောင့်ကြပ်နေတဲ့သူတွေတနာညတာတလောက်ခွင့်ပြုသလောက်ပဲလှုပ်ရှားခွင့်ရတာဖြစ်ပြီးလူသားချင်းစာနာမှုအကူအညီတွေကလည်းအလုံးလောက်မရတဲ့အတွက်အခြေအနေအတော့ကိုဆိုးရွားနေကြောင်းဂျွန်စစ်စတန်ကပြောသွားပါတယ်။ရခိုင်ပြည်နယ်အတွင်းပဋိပက္ခတွေဖြစ်ပွားခဲ့တာလပေါင်းများစွာကြာလာခဲ့ပြီဖြစ်ပေမဲ့လည်းရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေဟာစိုးရိမ်ရတဲ့အခြေအနေမှာဆက်ရှိနေသေးဖြစ်တယ်လို့လည်း Human Rights အဖွဲ့ကပြောပါတယ်။မြန်မာအစိုးရအနေနဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုဒီတိုင်းလျှို့ရှုမထားဘဲသူတို့တွေလူမှုအတိုင်းအဝိုင်းထဲမှာပြန်လည်ဝင်ဆက်နိုင်အောင်စီစဉ်ပေးဖို့လိုအပ်တယ်လို့လည်းဂျွန်စစ်စတန်ကပြောပါတယ်။အရင်ဆုံးမြန်မာအစိုးရအနေနဲ့ဒီကိစ္စကိုအရေးကြီးကင်တွယ်ဖြေရှင်းဖို့လိုအပ်နေတဲ့ဆိုတာကိုဝန်ခံဖို့လိုကြောင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာတွေနဲ့အဲ့ဒီဒေသတွိုင်းမှာရိုဟင်ဂျာမုန်းတီးမှုတွေအများပြားရှိနေတဲ့ပြဿနာတွေရှိနေကြောင်းဒီလိုပြဿနာတွေရှိနေတဲ့ဆိုတာကိုအစိုးရကဝန်ခံရမှာဖြစ်ကြောင်းတချို့အာဏာပိုင်တွေကဒီကိစ္စနဲ့ပတ်သက်ပြီးကြီးမားမားပြဿနာမဟုတ်ဘူးဆိုပြီးညှင်းဆန်ပြောဆိုနေတာတွေ့ရကြောင်းဒုတိယအချက်အနေနဲ့ကတော့ဒုက္ခရောက်နေသူတွေကိုလူသားချင်းစာနာတဲ့အကူအညီပေးနေသူတွေရဲ့လုံခြုံရေးကိုအစိုးရကတာဝန်ယူရမှာဖြစ်ကြောင်းလုံခြုံစိတ်ချတဲ့အခြေအနေတစ်ခုအောက်မှာဒီလူတွေအလုံးလုံးကန်ဝင်ရဖို့လိုမှာဖြစ်ကြောင်းပြောသွားပါတယ်။ဟိုးအိမ်ဆိုးခါထွက်ပြေးရတဲ့ရိုဟင်ဂျာတွေကိုပြန်ပြီးနေရာချထားဖို့အစိုးရကပြက်ကွက်တာဟာလူမှုအတိုင်းဝိုင်းတွေကနေသူတို့ကိုရေရှည်တီးခြားခွဲထုတ်တော့မလားဆိုတဲ့စိုးရိမ်စိတ်တွေပိုပြီးကြီးထွားလာစေတယ်လို့ Human Rights Watch အဖွဲ့ကပြောပါတယ်။မြန်မာအစိုးရအနေနဲ့ရေတိုရေရှည်စီမံကိန်းချပြီးရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုင်တဲ့ဆောင်ရွက်တင်တယ်လို့လည်းဂျွန်စစ်စတန်ကပြောပါတယ်။ခိုင်မာတဲ့ခြေလှမ်းတရက်အနေနဲ့မြန်မာနိုင်ငံမှာကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ရုံးခွဲတစ်ခုဖွင့်လှစ်ခွင့်ပြုဖို့လဲလိုမှာဖြစ်ကြောင်းဒီရုံးကနေအခြေအနေတွေကိုကြီးကြပ်စောင့်ကြည့်နိုင်မှာဖြစ်ပြီးလူမှုအတိုင်းဝိုင်းအတွင်းအချင်းချင်းပြန်ပြီးသိမြတ်အောင်ဒါမှမဟုတ်ဒုက္ခသည်တွေလူ့အဖွဲ့အစည်းထဲမှာပြန်ပြီးဝင်ရောက်နိုင်အောင်တင်းလျောက်ပတ်တဲ့အစီအစဉ်တွေကိုချမှတ်ဆောင်ရွက်တာတွေလုပ်နိုင်မှာဖြစ်ကြောင်းရခိုင်လူမျိုးတွေအနေနဲ့ရိုဟင်ဂျာတွေကိုနေချင်းညချင်းပြန်လည်လက်ခံပြီးသူတို့ရဲ့အမုန်းတရားတွေနဲ့ဒေါသတွေကိုဖျောက်ဖျက်ပြစ်နိုင်မှာမဟုတ်တဲ့အတွက်ဒီကိစ္စလက်ငင်းဖြေရှင်းမှုအပိုင်းမှာဥပဒေနဲ့လုံခြုံရေးစောင့်ကြည့်မှုတွေလိုအပ်သလိုရေရှည်မှာတော့နိုင်ငံရေးအရတွေးဆုံဆွေးနွေးမှုတွေရှိဖို့လိုမှာဖြစ်ကြောင်းပြောသွားပါတယ်။အစိုးရအရာရှိတွေစစ်တပ်နဲ့ဒေါအောင်ဆန်းစုကြည်ပါဝင်လွှတ်တော်အမတ်တွေအနေနဲ့လည်းလက်တလုံးမြန်မာနိုင်ငံမှာမွတ်စလင်စန့်ကျင်ရေးစိတ်တွေပြန့်နှံ့နေတာနဲ့ပတ်သက်လို့ပဋိပက္ခကြီးထွားမလာခင်မှာအခုထပ်ပိုပြီးထုတ်ဖော်ပြောဆိုဖို့အရေးကြီးတယ်လို့လည်းဂျွန်စစ်စတန်ကပြောသွားပါတယ်။ဒီအတောအတွင်းမြန်မာနိုင်ငံမှာပြီးခဲ့တဲ့သတင်းပတ်ကမိထီလာခရိုင်မှာစားခဲ့တဲ့ဘာသာရေးအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ဆက်တဲ့အကြမ်းဖက်မှုတွေဟာတခြားမြို့နယ်တွေအထိပါပြန့်နှံ့ခဲ့တာရှိသလိုအခုခါရခိုင်ပြည်နယ်ဘက်မှာလည်းတင်းမာမှုတွေတဖန်ပြန်လည်ဖြစ်ပေါ်နေပြီးရိုဟင်ဂျာစန့်ကျင်ရေးစိတ်တွေကြီးထွားအောင်လှုံ့ဆော်နေသူတွေရှိနေတဲ့အကြောင်းနဲ့အကြမ်းဖက်မှုတွေပြန်လည်ဖြစ်လာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေကြီးထွားလာနေတဲ့အကြောင်းလန်ဒန်ခြေစိုက်လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK ကလည်းမနေ့ကအစီရင်ခံစာထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ပဲခူးတိုင်းအတွင်းမှာအကြမ်းဖက်ဖျက်ဆီးမှုတွေဆက်လက်ဖြစ်ပွားနေရာမတ်လ29ရက်နေ့ည7:00နာရီဝန်းကျင်ကစပြီးတဲကုန်းမြို့နယ်ပရိကုန်းကျေးရွာနဲ့မိုးညိုမြို့ကဗလီဝတ်ကျောင်းတွေနဲ့မွတ်စလင်တွေနေအိမ်တွေဆိုင်တွေတော်တော်များများဖျက်ဆီးခံရတယ်လို့သိရပါတယ်။အင်အား300ကျော်ရှိတဲ့လူအုပ်ကြီးကို
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကရောဘာချီဆန်နဲ့ပစ်ခတ်လူစုခွဲလို့9ယောက်ဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။ပြည်မြို့မှာတော့အဲ့ဒီလိုသတင်းတွေပြန့်နှံ့နေပေမဲ့အကြမ်းဖက်ဖျက်ဆီးမှုမဖြစ်ခဲ့သလိုပေါင်းတယ်မြို့မှာလည်းဖျက်ဆီးမဲ့သူတွေကိုမြို့ခံလူငယ်တွေအရန်မီးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ရဲစစ်တပ်မြို့နယ်အုပ်ချုပ်ရေးမှုပူးပေါင်းအဖွဲ့တွေကတားဆီးပြီးလူ10ယောက်ကိုဖမ်းဆီးချုံနှောင်ခဲ့တာကြောင့်ဖျက်ဆီးတဲ့အဖြစ်ကိုမရောက်ခဲ့ဘူးလို့သိရပါတယ်။ပုံမှန်144ထုတ်ပြန်ထားတဲ့ဂျိုးပင်ကောင်းမြို့ပေါ်မှာမွတ်စလင်အိမ်တွေကိုမနေ့ညပိုင်းကအကြမ်းဖက်သမားတွေထပ်မံဖျက်ဆီးခဲ့ပြီးအဲ့ဒီဖျက်ဆီးမှုတွေကိုဒေသခံဘုံကြီးတချို့ကလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းဂျိုးပင်ကောင်းမြို့ကိုရောက်ရှိနေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသိန်းကပြောပါတယ်။အဲ့ဒီဖျက်ဆီးခံရမှုတွေကိုဒေသအာဏာပိုင်တွေကအရေးယူခြင်းမရှိဘဲသက်ဆိုင်ရာကျောင်းတိုက်ကိုပြန်လည်အနှံခဲ့ကြောင်းသိရှိရပါတယ်။ပဲခူးတိုင်းအတွင်းမှာဖြစ်ပွားတဲ့အကြမ်းဖက်ဖျက်ဆီးမှုတွေဟာသွေးရိုးသားရိုးမဟုတ်ဘဲလှုပ်ဆော်သူတွေရဲ့သွေးထိုးမှုကြောင့်ဖြစ်တယ်လို့ယူဆရမယ့်အချက်တွေရှိနေကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသိန်းကဆက်လက်ပြောကြားခဲ့ပါတယ်ခင်ဗျာ။ကမ္ဘာအစ္စလမ်ဘာသာဝင်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထွေထွေအတွင်းရေးမှူး Professor Akmaluddin Ehsanoglu ကအစွန်းရောက်ဝါဒီတွေရဲ့ကျယ်ပြန့်လာတဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးလွန်စွာမှစိုးရိမ်တော့ကဖြစ်ရကြောင်းပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရခိုင်ပြည်နယ်ကစတင်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေဟာရပ်တန့်မှုမရှိသေးပဲပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအခြားမြို့တွေကိုပါပြန့်နှံ့သွားကြောင်းအထူးသဖြင့်မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းဒေသကြီးမိထ္ထီလာမြို့မှာလူနေအိမ်တွေဈေးဆိုင်ခန်းတွေဘာသာရေးကျောင်းတွေနဲ့ဗလီ73လုံးမီးလောင်တိုက်သွင်းခြင်းခံခဲ့ရပြီးရာပေါင်းများစွာသောလူတွေထွက်ပြေးနေရကြောင်းမွတ်စလင်အများအပြားတည်ကြခဲ့ရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေခြင်းဟာလုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းပြီးခဲ့တဲ့နွေရာသီကနေအခုချိန်ထိဖြစ်ပွားနေတဲ့လူမျိုးရေးအကြမ်းဖက်မှုတွေကိုကင်တွယ်ဖြေရှင်းရမှာအားနည်းချက်တွေရှိနေကြောင်းကမ္ဘာရိုဟင်ဂျာဗဟိုဌာနဖွင့်ပွဲအခမ်းအနားမှာ OIC အထွေထွေအတွင်းမှုကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းရှိမွတ်စလင်တွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုချင်းချက်မရှိကာကွယ်စောင့်ရှောက်မှုပြုပေးရတဲ့နိုင်ငံတော်အစိုးရအာဏာပိုင်တွေအနေနဲ့ပြိပခရဲ့ဇစ်မြစ်ကိုတာဝန်ယူဖော်ထုတ်ပေးရန်လဲ Professor Akmaluddin Ehsanoglu ကတောင်းဆိုလိုက်ပါတယ်ခင်ဗျာ။လက်ရှိမိထ္ထီလာရေးနဲ့ဆက်ဆက်နေတဲ့အကြမ်းဖက်မှုတွေမှာပါဝင်ပတ်သက်သူတွေကိုဘယ်ဘာသာဝင်ဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ဖြစ်ထိထိရောက်ကင်တွယ်အရေးယူပြဖို့လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးဆိုင်ရာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်ကမြန်မာအစိုးရကိုတိုက်တွန်းနေပါတယ်။မြန်မာနိုင်ငံအတွင်းလူနည်းစုတွေရဲ့အခြေအနေနဲ့ပတ်သက်လို့လည်းဦးစားပေးနိုင်ငံအဆင့်အနေနဲ့သူတို့မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ပြောပါတယ်။လက်ရှိမြန်မာနိုင်ငံကမိထ္ထီလာရေးနဲ့ဆက်နွယ်တဲ့အကြမ်းဖက်မှုတွေပြန့်နှံ့လာတဲ့အပေါ်မှာသူ့အနေနဲ့စိုးရိမ်မကင်းဖြစ်ကြောင်းပြောပါတယ်။လူနည်းစုတွေနဲ့ပတ်သက်လို့ကင်တွယ်ရမှာလက်တလောဖြစ်ရပ်ကိုကြီးအာယုံစိုက်မနေဘဲနဲ့အကြမ်းဖက်မှုဖြစ်စေတဲ့အကြောင်းရင်းကိုဖော်ထုတ်ဖို့လိုမယ်လို့သူကအကြံပြုပါတယ်။ဒါမှလည်းရေရှည်ခံမဲ့အဖြေထုတ်နိုင်မှာဖြစ်တယ်လို့ဆက်ပြောပါတယ်။မြန်မာအစိုးရရဲ့လူနည်းစုတွေအပေါ်ကင်တွယ်ပြုမှုနေတာတွေနဲ့ပတ်သက်လို့သူ့အနေနဲ့အမြဲတမ်းစိုးရိမ်မကင်းဖြစ်မိကြောင်းကချင်နဲ့မြန်မာအစိုးရတိုက်ပွဲတွေဖြစ်တာကြောင့်ကချင်ပြည်နယ်အတွင်းကအခြေအနေရခိုင်ပြည်နယ်အတွင်းရခိုင်ဗုဒ္ဓဘာသာတွေနဲ့မွတ်စလင်ရိုဟင်ဂျာတွေကြားဖြစ်တဲ့ကိစ္စတွေအပေါ်မှာစိုးရိမ်ပူပန်ခဲ့ကြောင်းအခုမန္တလေးတိုင်းဒေသကြီးအတွင်းဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေကြားအကြမ်းဖက်မှုတွေကိုလည်းစိုးရိမ်မကင်းဖြစ်မိကြောင်းမိထ္ထီလာမှာဖြစ်တဲ့လူမျိုးရေးနဲ့ဘာသာရေးအကြမ်းဖက်မှုတွေဟာမြန်မာနိုင်ငံတခြားမြို့တွေကိုပါကူးစက်ပြန့်နှံ့သွားပြီးနောက်ထပ်အကြမ်းဖက်မှုတွေဖြစ်လာနိုင်ခြေရှိတဲ့အတွက်အကြမ်းဖက်မှုတွေကျေပြတ်မသွားအောင်ကာကွယ်ဖို့အဓိကကင်တွယ်ဆောင်ရွက်ရမှာဖြစ်ကြောင်းဒီလိုဆောင်ရွက်ရမှာလက်ရှိဖြစ်နေတဲ့အကြမ်းဖက်မှုတွေရပ်တန့်သွားအောင်လည်းမဟုတ်ပဲအကြမ်းဖက်မှုတွေဖြစ်ရတဲ့အကြောင်းရင်းကိုပါရှာဖွေကင်တွယ်ဖို့လိုမှာဖြစ်ကြောင်းလက်ရှိမြန်မာနိုင်ငံအတွင်းမှာလူနည်းစုအပေါ်ဆက်ဆံပြုမှုနေတာတွေနဲ့ပတ်သက်လို့သူတို့အနေနဲ့အချိန်တော်ကြာကတည်းကမြန်မာနိုင်ငံကိုစောင့်ကြည့်နေတယ်လို့မစ္စတာအာဂျမာဒီယန်ကပြောပါတယ်။ခုကိစ္စမှာတော့တာဝန်ရှိသူတွေကိုထိထိရောက်ရောက်အရေးယူပြဖို့လဲအာဏာပိုင်တွေကိုတောင်းဆိုထားပါတယ်။သူတို့ရဲ့အဓိကစိုးရိမ်ချက်ကတော့မွတ်စလင်ရိုဟင်ဂျာတွေရဲ့အခြေအနေဟာအတော်လေးကိုဆိုးရွားနေတဲ့ကိစ္စဖြစ်ကြောင်းနိုင်ငံတကာကနေသူတို့အရေးကိုမီးမောင်းထိုးပြနေတာကိုကြိုဆိုသလိုပဲအစိုးရဘက်ကလည်းဒါကိုအရေးယူကင်တွယ်ဖို့တာဝန်ရှိကြောင်းဒီလိုခွဲခြားဆက်ဆံနေမှုတွေအပေါ်အစိုးရအနေနဲ့အရေးယူဖြေရှင်းပေးဖို့ဆိုတာကိုလည်းသူတို့ကုလသမဂ္ဂနဲ့နိုင်ငံတကာအနေနဲ့ကလည်းမပြတ်တိုက်တွန်းနေရမှာဖြစ်ကြောင်းမြန်မာနိုင်ငံမှာပြည်ပပြောင်းလဲမှုတွေကြောင့်နာမည်ကောင်းရနေတဲ့အချိန်မှာအခုလိုဖြစ်ရတွေပေါ်လာတာကြောင့်တရားဥပဒေစိုးမိုးရေးနဲ့ဘာသာရေးနဲ့လူမျိုးရေးအပေါ်မှာအခြေခံတဲ့အကြမ်းဖက်မှုတွေမဖြစ်အောင်ကာကွယ်တားဆီးဖို့မှာအစိုးရအနေနဲ့အဓိကတာဝန်ရှိတယ်လို့မစ္စတာအာဒမာဒီယန်ကပြောပါတယ်။တစ်ဖက်မှာလည်းလူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့မတူကွဲပြားမှုရှိတဲ့မြန်မာလူအဖွဲ့အစည်းအတွင်းအပြန်အလှန်လေးစားမှုနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ဖို့အတွက်ဘာသာရေးခေါင်းဆောင်တွေဒေသခံရပ်ဖက်ခေါင်းဆောင်တွေနဲ့လူမှုအတိုင်းဝိုင်းကအရေးပါသူတွေအားလုံးစူးစမ်းဆောင်ရွက်ကြဖို့ကိုလည်းသူကတိုက်တွန်းထားပါတယ်ခင်ဗျာဒီကနေ့အတွက်သတင်းတွေကိုဒီမျှနဲ့ပဲရန်နာခွင့်ပြုပါခင်ဗျာRV ရှင်းကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
مبروك سعيد عيبنا مطلعين No, مبروك الداعي بدا مكيرا جنسا. هذا إن برمما دي. توين عقريني No, يا دي نانا. مسجد أنا فرد دليل يان كي هرسا يان. يا الله يا جماعة بابا أنا كنت أركي قرد ده No, تركان برمما كي وردين لحجة. مرة ده عندنا والله لا حول ولا قوة إلا بالله العظيم سألوك. الله مارل يا كبير आरा दक्षिण बरी राज्य आरा युनाइटेड नेशनल शिडी लेकी أنا دشر هذا كله شيء لكيم आरा ह्यूमन राइट्स ऑर्गेनाइजेशन कॉन्टेक्ट करूँ أنا مقر خلاف أكشن لي हमारा बर्मा हुकूमत रे इंटरनेशनल कोड तुलियो. إن شاء الله أنا يمكن كون قريزيو